အားလုံးပဲမင်္ဂလာပါဆရာဝန် physics principle ဆိုတဲ့ YouTube channel ကနေတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာဆရာတို့ grade 12 physics chapter 1ရဲ့ဆရာတို့ 1.2 ပေါ့နော်relation between linear angular quantity ဆိုတဲ့ဆရာတို့ concept ပိုင်းလေးကိုတော့ရှေ့ video မှာရှင်းပြပါပြီဒီနေ့ကတော့ဆရာတို့direction of angular velocity ပေါ့နော်အဲ့ခေါင်းစဉ်အောက်ထဲမှာပဲပါတယ်အဲ့ခေါင်းစဉ်အောက်ထဲမှာဆရာတို့formula တွေနဲ့သူ့ရဲ့အသုံးပြုမဲ့ဟာလေးတွေကဒါဆရာတို့ပြောပါပြီဒါတော့အခုရှင်းပြတဲ့ဒီသင်ခန်းစာတော့ဆရာတို့တမတ်တန်တော့ပေါ့နော်တမတ်တန်လေးဟုတ်တယ်ပြီးတော့တိထားတဲ့ concept ပေါ့ဒီ concept ကိုနားလဲဆိုရင်ဆရာတို့အနည်းဆုံး file နေမှာပါမယ်တမတ်နံပါတ်လောက်ကိုကန်ကောင်းရင်ရှိနိုင်မှာပေါ့နော်အဲ့တော့ဒါလေးကိုကြာနေဒီအခြေတဝင်းပြန်ပြီးရှင်းပြဖြစ်ပါတယ်ခေါင်းစဉ်ကတော့ခေါင်းစဉ်ဆိုတာသူပြောချင်တဲ့အကြောင်းအရာတော့ directions of angular velocity အဲ့တော့ angular velocity ရဲ့ direction အကြောင်းပြောပြအောင်နော်အဲ့တော့ linear velocity ဆိုရင်လည်းကျွန်တော် v ပေါ့နော် v vector ရှိအဲ့တော့ velocity ရဲ့ direction လဲ velocity မှာရှိအဲ့တော့ကားတစ်စီးကခုနကကျွန်တော်ပုံမှန်တိုင်းလူတစ်ယောက်ကအရှိကိုလမ်းလျှောက်သွားရဆိုရင်သူ့ရဲ့ velocity အဲ့လူသွားရလမ်းကြောင်းတိုင်းပဲသွားတယ်အဲ့တော့ဒီ velocity ကကျွန်တော် circular motion ဝင်လာတဲ့အခါမှာဒီလည်းပဲဒီ velocity အမြဲတမ်း linear velocity v ပေါ့အမြဲတမ်းဒီဆောင်းဝိုင်းပုံလမ်းကြောင်းရဲ့ tangent ထွက်တယ်ဆိုတဲ့ဟာလည်းဆရာရှေ့မှာပြောပြရည်အဲ့တော့အခုပြောမယ့်အကြောင်းအရာကတော့ angular velocity ပေါ့နော် omega အဲ့တော့ omega လေးရဲ့ direction အကြောင်းပြောအောင်နော်အဲ့တော့ omega လေးရဲ့ direction ကဒီမှာပြောထားပြီးသားပဲ the directions of angular velocity vector is perpendicular ဆိုအမြဲတမ်းတောင်းပန်ကြတယ် through the plane of rotation ဆိုတော့ plane of rotation ဆိုတဲ့အသုံးလေးကဘာလဲဆိုတော့rotation ဆိုတာလေတာပေါ့အဲ့တော့ plane of rotation ဆိုတော့လေနေတဲ့ဆောင်းဝိုင်းပုံစံတိုင်းလေနေတဲ့ plane ပေါ့နော်အဲ့တော့ဆောင်းဝိုင်းပုံစံတိုင်းလေနေတဲ့ plane ကိုတဲ့အမြဲတမ်းဘာဖြစ်နေလဲဆိုတော့ perpendicular ဆိုတော့တောင်းပန်ကျနေတယ်လို့ပြောတာအဲ့တော့ angular velocity ရဲ့ direction အမြဲတမ်းဒီ plane of rotation ကိုကျတော့တောင်းပန်ကျတယ်အဲ့တော့ဒါဆိုအပေါ်သွားတာအောက်ကိုသွားမယ်ဆိုရင်เนาะဒါ angular velocity တော့အပေါ်သွားတဲ့ direction ရှိနိုင်တယ်အောက်ကိုသွားတဲ့ direction ရှိနိုင်တယ်အဲ့တော့အမြဲတမ်း perpendicular ဖြစ်မယ် and along the axis of rotation axis of rotation ဆိုတာဒီလေတဲ့ axis of ဝင်ရိုးဒီဝင်ရိုးတစ်လျှောက်ပေါ့အဲ့တော့ angular velocity ရဲ့ direction ဒီအမြဲတမ်းဒီ plane of rotation နဲ့တောင်းပန်ကြပြီးတော့မှဒီဝင်ရိုးအတိုင်းပဲတောက်လျှောက်သွားတယ်လို့ပြောချင်တယ်အဲ့တော့ဆောင်းဝိုင်းပုံစံတိုင်းလဲမယ်အဲ့တော့ဆောင်းဝိုင်းပုံစံကကျွန်တော်ဒီလိုလဲမယ်ဆိုရင်သူ့ရဲ့ angular velocity အမြဲတမ်းသူ့နဲ့တောင်းပန်ကြတယ် plane နဲ့တောင်းပန်ကြတယ်လို့ပြောချင်တာအဲ့တော့အမြဲတမ်း axis ပေါ့ဝင်ရိုးအတိုင်းပဲသွားမယ်ဆိုတော့အဓိပ္ပာယ်ပါအဲ့တော့အဲ့ဒါကိုနောက်တစ်မျိုးဆရာတို့အနေနဲ့ဒါကတော့သူ့ရဲ့ direction ကိုပြောတာအဲ့တော့ direction ကိုဘယ်လိုသတ်မှတ်မှာလဲပေါ့အဲ့တော့သတ်မှတ်တဲ့ rule လေးကိုဆရာတို့ဒီ textbook ထဲမှာလည်းပြောထားပြီးသား right hand rule ပေါ့နော် right hand rule ဆိုတာညာဘက်လက်စီးမင်းနဲ့ဖော်ပြကြတယ်အဲ့တော့ right hand rule လေးကတမတ်တန်ထဲမှာလည်းတော်များပါတယ်definition အနေနဲ့ short question လေးနဲ့လည်းမှတ်ထားမယ်ဆိုရင်လည်းမှတ်ထားတင်နေတဲ့မှာပါပါနော်အဲ့တော့ right hand rule ကဘာကိုပြောလဲဆိုတော့ wrap the right hand around the axis of rotation အဲ့တော့ဆိုတော့ axis of rotation ဒီဝင်ရိုးအတိုင်းကိုတဲ့ဆရာတို့ဒီဝင်ရိုးအတိုင်းကိုလက်လေးနဲ့ညာဘက်လက်လေးနဲ့သူစုပ်ကင်လိုက်ရဆိုတဲ့အဓိပ္ပာယ်ပေါ့အဲ့တော့ဆရာတို့အနေနဲ့ဆိုတော့ဘောပင်ခင်းတဲ့လေးတစ်ချောင်းယူပြီးတော့မှဒီကောင်ဒီ planes of rotation ပေါ့ဒီလေတဲ့ဝင်ရိုးအနေနဲ့တတ်မှတ်လိုက်မယ်အဲ့တော့သူ့ကိုမူတည်ပြီးတော့မှလေဝါမှာဒီ plane ကလေဝါမှာအဲ့တော့ plane ရဲ့ဒီဝင်ရိုးလေးနဲ့ယူလိုက်မယ်အဲ့တော့ဒီ plane ရဲ့ဝင်ရိုးအနေနဲ့ယူလိုက်တဲ့ခါမှာဒီကောင်ဝင်ရိုးကိုညာဘက်လက်နဲ့စုပ်ကင်လိုက်ပါဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့တော့ညာဘက်လက်နဲ့စုပ်ကင်လိုက်ပြီးစုပ်ကင်ပြီးတဲ့ခါမှာ so that see ရမှာနော် the fingers လက်ချောင်းလေးတွေကare pointing in the directions of rotation အဲ့တော့ဒီလက်ချောင်းလေးတွေကတူလေတဲ့ဝင်ရိုးပုံစံကိုပြောတယ်အဲ့တော့ကျန်အနေနဲ့ဒီလက်ချောင်းကိုကင်ကြည့်လိုက်တဲ့အခါမှာလက်ချောင်းရဲ့ direction ကဒီလိုသွားနေပါနော်အဲ့တော့လက်ချောင်းကဒီလိုလေနေအဲ့တော့သူ့ရဲ့လေတဲ့ပုံစံကဒီလိုလေတာပေါ့နော်အဲ့တော့လက်ချောင်းလေးသွားတဲ့ပုံစံတိုင်းပဲလေတယ်အဲ့တော့ဒါဒီလက်ချောင်းရဲ့ direction ကလေတဲ့ပုံစံကိုပြတယ်ဒီနေရာမှာနားလည်အောင်ပြောမယ်ဆိုရင်ကျွန်တော်ဒီလိုကြည့်ထားမယ်ပေါ့နော်ဒီတိုင်းကြည့်မယ်ဆိုလက်ချောင်းလေးနာရီလက်တန်နေနဲ့ကျွန်တော်တို့ဆုံးဖြတ်ကြရလေအဲ့နာရီလက်တန်လေးနဲ့ကြည့်မယ်ဆိုရင်ဟိုဒီလိုအပေါ်ထောင်ထားတဲ့ပုံစံဒီဒါ anti clockwise နာရီလက်တန်ရဲ့ပြောင်းပြန်လေနေဒါကျွန်တော်တို့မြင်တဲ့အတိုင်းပဲလက်ညိုးလေးရဲ့သွားတဲ့ပုံစံဒီဒါကျွန်တော်တို့နာရီလက်တန်ရဲ့ပြောင်းပြန်နာရီလက်တန်အတိတ်တိုင်းလေဆိုနာရီလက်တန်ပြောင်းပြန်လေတာအဲ့တော့ဒီလိုပုံစံတိုင်းလေမယ်ဆိုရင်ဒါနာရီလက်တန်အတိတ်တိုင်းလေမှာအဲ့တော့နာရီလက်တန်ပြောင်းပြန်လေမယ်ဆိုရင်ဒါဘယ်လိုဖြစ်သွားမလဲဆိုတော့အဲ့တော့ကျွန်တော်ဒီလိုအောက်ချလိုက်လို့ပေါ့ဆိုဒါဒီဆရာတို့နိုင်လက်တန်ပြောင်းမြန်လဲတာအဲ့တော့ဒါဒီနိုင်လက်တန် anti clockwise လဲတယ်
ဒါဒီ anti clockwise လေ counter clockwise လို့ခေါ်ပါနော်အဲ့တော့လက်ချောင်းနဲ့ပဲကြည့်တယ်ပေါ့နော်အဲ့တော့ညာဘက်လက်နဲ့ဝင်ရိုးကိုင်းတဲ့အခါမှာလက်ချောင်းနဲ့ကြည့်တဲ့အခါမှာနိုင်လက်တန်အတိတ်တိုင်းလေတာရှိတယ်နိုင်လက်တန်ကြောင်းမြင်နိုင်လေတာရှိတယ်အဲ့တော့လက်ချောင်းလေးတွေဒီလေတဲ့ direction ကိုပြတယ် the term လက်မကကြတော့တဲ့ point in the direction of angular velocity vector ဆရာတို့ခုနရှာခြင်းနဲ့ဒီ direction of angular velocity vector ကိုကြာဘယ်သူကပြရဲဆိုလက်မပြအဲ့တော့ကျတော့ဒီတိုင်းအပေါ်ထောင်ထားမယ်ဆိုရင်ဒီ plane rotation ဒီဘယ်လိုလဲဆိုတော့ဒါ ဟုတ်တယ်anti clockwise ဒီမှာမှားရေးမိရနော်ဒါဒီ anti clockwise လေမှာဒါဒီ clockwise လေပါ anti clockwise ဆိုနိုင်လက်တန်ပြောင်းမြန်ဆိုတော့လက်မဟိုအပေါ်ထောင်ထားတဲ့အချိန်မှာဒီ plane of rotation ဒီနိုင်လက်တန်ပြောင်းမြန်လဲမယ် angular velocity ရဲ့ direction ကကြတော့လက်မအပေါ်ထောင်တဲ့အတွက် angular velocity ရဲ့ direction ဒီလည်းအပေါ်သွားမယ် okay ကျတော့လက်ကိုအောက်ချထားမယ်ဆိုရင်ဒီလက်ညိုးလေးရဲ့ direction ကလက်ညိုးလေးရဲ့ direction ဒီကျတော့ clockwise နိုင်လက်တန်အတိတ်တိုင်းလေပါမယ်အဲ့တော့ angular velocity ရဲ့ direction ဒီအောက်ကိုသွားမယ်ဆိုတဲ့အဖြစ်ပဲပေါ့နော်အဲ့တော့ဒီတိုင်းဒီ anti clockwise မှာလက်မကဒီလက်ညိုးတွေဒီလိုကွေးတာဖြစ်တဲ့အတွက်ဒီလိုကွေးတဲ့အခါမှာ angular velocity ရဲ့ vector direction ကလက်မအတိုင်းသွားအပေါ်သွားမယ်ဒီလိုပုံစံမှာကျတော့ဒီလက်ညိုးရဲ့ direction နဲ့မတူတော့အဲ့တော့လက်ညိုးရဲ့ direction နဲ့တူအောင်တော့အောက်ကိုလှည့်မှရမှာအဲ့တော့လက်ညိုးကဒီလိုလှည့်သွားတယ်အဲ့တော့ဒီကောင်လေးလည်းဒီလိုလိုက်လေတယ်အဲ့တော့ angular velocity ရဲ့ direction ကအဲ့လိုအချိန်မှာဆိုရင်ကျတော့အောက်ကိုဆင်းတာဖြစ်သွားနိုင်မယ်အဲ့တော့ဒါဒီ angular velocity ရဲ့ direction ကိုပြောတာအဲ့တော့ right hand rule နဲ့ဆုံးဖြတ်လို့ရတယ်အဲ့တော့ right hand rule ရ right ဒီလက်ညိုးလေးလက်ချောင်းနေဒီကျတော့ plane of rotation ရဲ့ direction ကိုပြောတာအဲ့တော့လက်မကကြတော့ဆရာတို့ angular velocity ရဲ့ direction ကိုပြောတာအဲ့တော့အဲ့ဒါနေရင်ပြီးပြီလားဆိုမပြီးသေးအဲ့တော့ angular velocity ရဲ့ direction ဆုံးဖြတ်တာဆိုအဲ့တော့ angular velocity ရဲ့ direction ပြီးရင်ကျတော့ angular acceleration ရဲ့ direction ကိုဆုံးဖြတ်မယ်ပဲစဉ်းစားမယ်เนาะ angular acceleration ဒီဆရာတို့သင်ခဲ့တာ alpha လေးနဲ့လာတယ် alpha ဒီလည်း vector ဖြစ်တယ်အဲ့တော့ angular velocity angular ဟုတ်တယ် angular acceleration ရဲ့ direction ကိုဆုံးဖြတ်တဲ့အခါကျတော့တဲ့ဆရာတို့ဒီမှာ textbook seminar 9မှာလည်းရေးထားပါဘောနော် seminar 9မှာလည်းပြောပြထားတယ်အဲ့တော့ angular velocity ကကျတော့ increasing ဖြစ်သွားမယ်ဆိုရင်တဲ့အဲ့တော့ angular velocity ဆိုရင် omega vector ကများလာမယ်တနည်းအားဖြင့်ကျတို့ခြားရဟက်ကတနည်းအားဖြင့်0 radian per second ကနေပြီးတော့မှ50 radian per second ဒါမှမဟုတ်50 radian per second ကနေပြီးတော့မှ100 radian per second အဲ့လိုမျိုး angular velocity ရဲ့ direction ကများလာတဲ့အခါမှာတဲ့ angular acceleration ရဲ့ direction က angular velocity ရဲ့ direction နဲ့တူတယ်တဲ့အဲ့တော့ direction နှစ်ခုအမှသွားတူပြီအဲ့တော့ပြောချင်တဲ့အဓိပ္ပာယ်က angular velocity vector များလာလေ increasing ဖြစ်သွားတဲ့အခါမှာ angular velocity vector ကအပေါ်သွားမယ်ဆိုရင် angular acceleration vector လည်းအပေါ်သွားမယ်အဲ့တော့ angular velocity acceleration ကအောက်ကိုသွားနေတဲ့အချိန်မှာ angular acceleration ကများနေ angular velocity ကများနေမယ်ဆိုရင်လည်း angular acceleration လည်းလိုက်များမယ်ဆိုတဲ့အဓိပ္ပာယ်အကယ်၍ angular velocity vector ကတဖြည်းဖြည်းနဲ့ decreasing ဖြစ်သွားမယ်တဖြည်းဖြည်းနဲ့နည်းသွားမယ်ဒီနည်းအားဖြင့်150 radian per second နဲ့လေနေတဲ့ charger ကတဖြည်းဖြည်းနဲ့နှေးပြီးတော့မှ100ကိုရောက်လာမယ်ပြီးမှ50တဖြည်းဖြည်းနဲ့နည်းသွားတဲ့အခါမှာကျတော့ angular acceleration ရဲ့ direction နဲ့ angular velocity ရဲ့ direction နဲ့ကစန့်ကျင်ဘက်ကိုသွားပါလိမ့်မယ်ပြောချင်မတူတော့ဘူးစန့်ကျင်ဘက်ကိုဖြစ်သွားမယ်အဲ့တော့တဖြည်းဖြည်းနဲ့အရာဝတ္ထုတစ်ခုကအရှိန်နဲ့လေအမြန်နဲ့လေနေရတယ်တဖြည်းဖြည်းနဲ့နှေးသွားမယ်ဆိုရင်သူ့ရဲ့ angular velocity ရဲ့ direction နဲ့ angular acceleration ရဲ့ direction တွေကကြောင်းမြန်ဖြစ်သွားမယ် angular velocity vector တဖြည်းဖြည်းနဲ့များလာတယ်ဆိုရင်သူတို့နှစ်ခုရဲ့ direction ကတူမယ်ဆိုတဲ့အဓိပ္ပာယ်ပါအဲ့တော့ခုနကကျွန်တော်ပြောပါတယ်directions of angular velocity နဲ့ direction of angular acceleration ကိုအခုကျွန်တော်ခုနပြောတာနားလည်မယ်လို့ထင်တယ်ကဲနည်းနည်းနားမလည်မှာဆိုလို့ကျွန်တော်ဥပမာရေးပေါ့နော်ဥပမာကျွန်တော်ဒီကမ္မတ်တန်လေးနဲ့တွဲကြည့်မယ်ပေါ့နော်ခုနကကျွန်တော်ပြောတဲ့ဟာကို right hand rule ပေါ့နော် right hand rule နဲ့စဉ်းစားတဲ့ဟာကိုဘယ်နေရာမှာသုံးချလဲဆိုတော့အဓိကတမတ်တန်မှာအသုံးချရတယ်အဲ့တော့တမတ်တန်မှာပေးလိုက်တဲ့မိကုံကိုကျွန်တော်ဖတ်ကြည့်တယ်အဲ့တော့ဖတ်ကြည့်ပြီးမှသူဒီဘာကိုပြောလဲဆိုတော့ကျွန်တော်သိတဲ့concept နဲ့ပြန်ပြီးတော့မှချိန်ပြီးတော့မှဖြေရတာမျိုးပေါ့နော်အဲ့တော့ဒါကတော့ကျွန်တော်တို့ဒီ Dr. Vince အထူးတို့တွေကနေပြီးတော့မှဆရာအနေငယ်ကိုးကားထားတဲ့မိကုံလေးတွေပေါ့နော်အဲ့တော့နံပါတ်1ကတော့ကျွန်တော်တို့ quality ဖြေလေးပါနံပါတ်2ကတော့ multiple choice လေးပါကျွန်တော်တို့အများကြီးလည်းမလုပ်ပြဘူးtrue false တွေပိုင်းနဲ့လည်းဖြေတာမဟုတ်ဘဲနဲ့
ဘယ်လိုစဉ်းစားရလဲဆိုတဲ့ဟာကိုဥပမာလေးနဲ့ပဲစဉ်းစားပြောပြရအောင်နော်အဲ့တော့နံပါတ်1က the directions of angular velocity vector is blank to the planes of rotation အဲ့တော့ directions of angular velocity ဆရာတို့ခုနပြောလို့ပဲအမြဲတမ်းကျွန်တော် plane of rotation နဲ့ကျွန်တော်အမြဲတမ်းတောင်းမှန်ကြတယ်ဆိုတော့ဟာကိုခုနပြောပြီးဖြစ်တဲ့အတွက်ကြောင့်မလို့ blank လေးမှာကျွန်တော် perpendicular လေးဖြည့်ပေးလိုက်ရပါပြီအဲ့တော့ planes of rotation နဲ့ angular velocity ရဲ့ direction ဒီအမြဲတမ်းတောင်းမှန်ကြတယ်အဲ့တော့အဖြေမှကျွန်တော် perpendicular ထည့်ပြရအောင်နော်ဘယ်ရနံပါတ်2ကနည်းနည်းလေးစဉ်းစားရတယ်အဲ့တော့နံပါတ်2ကဘာပြောလဲဆိုတော့ for a dig ဆိုတော့ကျွန်တော်တို့လေတဲ့စဝိုင်းကြောက်ပြောတာကျွန်တော်တို့ဟို merry go round လို့ဘာလို့ဆိုစောတဲ့ဟာတွေလည်းဖြစ်နိုင်တယ်ဒါပေမဲ့သူကလေတဲ့ဟာကိုပြောကြမှာနော်ဟိုတင်းနေမီးဖို့တွေကျွန်တော်တို့ပန်မီးဖို့တွေလေတဲ့မီးဖို့တွေလည်းရှိတယ်ပေါ့နော်အဲ့လိုမျိုးဟာလည်းဖြစ်နိုင်တယ်အဲ့လိုဘယ်ဟာမဆိုပေါ့နော်အဲ့တော့ disk rotating for a disk ပေါ့နော်ဒီလေတဲ့အပြားလေးတစ်ခုတော့ပေါ့ rotating clockwise ဘယ်လိုလေနေရလဲဆိုတဲ့ဟာအရေးကြီးတယ်ကျွန်တော် clockwise နိုင်လက်တန်အတိတ်တိုင်းပေါ့လေနေရဆိုတဲ့အဓိပ္ပာယ်ဆိုတော့နိုင်လက်တန်အတိတ်တိုင်းဆိုကျွန်တော် right hand rule နဲ့ပြန်ပြီးစဉ်းစားမယ်ဆိုရင်ဒီလိုလက်မအပေါ်ထောင်ထားတဲ့ကိစ္စမျိုးလားအောက်ကိုချထားတဲ့ကိစ္စမျိုးလားဆိုရင်ကျွန်တော်တို့အောက်ကိုချထားတဲ့ကိစ္စမျိုးပါဘာလို့လို့ပြောလဲဆိုတော့နိုင်လက်တဲ့အတိတ်တိုင်းလေတာကျွန်တော်တို့လက်ချောင်းလေးနဲ့ပြန်စဉ်းစားကြည့်ရတယ်လက်ချောင်းလေးလေတာဒီကျွန်တော်တို့နိုင်လက်တဲ့အတိတ်တိုင်းဒီလိုအောက်ချထားတဲ့အခါမှာလက်ချောင်းကနိုင်လက်တဲ့အတိတ်တိုင်းလေတယ်မယုံရှောင်းနိုင်တစ်လုံးကိုယူပြီးတော့မှလက်ချောင်းနဲ့တွားတိုက်ကြည့်လိုက်စက္ကန့်တန်လေးဒီလက်ချောင်းကညွန်ပြနေတဲ့ဘက်ကိုပဲတွားတယ်အဲ့တော့အဲ့လိုမျိုးအခြေအနေမျိုးမှာဆိုရင်ကျွန်တော် angular velocity ရဲ့ direction ကလက်မဖြစ်တဲ့အတွက်ကြောင့်မို့လို့သူဒီအောက်ကိုထိုးပြမှာအဲ့တော့ဒီမှာကျွန်တော်တို့ planes of rotation မှာနိုင်လက်တန်အတဲ့တိုင်းလေဆိုတော့နိုင်လက်တန်အတဲ့တိုင်းဆိုတော့ကျွန်တော်ဒီလို direction ကဒီလိုသွားလိမ့်မယ်အဲ့ချိန်မှာကျွန်တော်တို့ angular velocity ရဲ့ direction ကဒီလိုသွားလိမ့်မယ်ကျွန်တော်ဒါမိကိုအများကြီးဖတ်တာမဟုတ်ဘူးဒီဒီပိုင်းလေးပဲဖတ်ကြည့်လိုက်တာအဲ့တော့ဖတ်ကြည့်လိုက်တဲ့အချိန်မှာကျွန်တော်ခေါင်းထဲမှာပေါ်လာတာဒီဒါလေးကိုပေါ်လာတယ်ဆိုတော့ and ပြီးတော့မှ slowing down နဲ့ဘာဖြစ်သွားလဲဆိုတော့အချိန်ကတဖြည်းဖြည်းနဲ့နည်းလာတယ်အဲ့တော့ခုနပြောလို့ပဲကျွန်တော် angular velocity က increasing တိုးလာတယ်ဆိုရင်တက် decreasing ရော့ပါဆိုတက်အဲ့တော့ slowing down ဆိုတော့တဖြည်းဖြည်းနဲ့နှီးသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ angular velocity ဒီတဖြည်းဖြည်းနဲ့ရော့သွားမှာအဲ့တော့ရော့သွားတဲ့ခါမှာတဲ့အဲ့တော့ဘာဖြစ်သွားလဲဆိုတော့ the direction of angular acceleration is blank angular acceleration ဆိုရင်ကျတော့ alpha ရဲ့ direction ဒီတဲ့ကွက်လက်ဖြစ်ပါတယ်အဲ့တော့ခုနပြောလို့ပဲကျတော့တဖြည်းဖြည်းနဲ့ angular velocity နှေးသွားမယ်ဒီနေ့မြင့် decrease ဖြစ်သွားမယ်ဆိုရင် angular velocity ရဲ့ direction နဲ့ angular acceleration direction ကဆန့်ကျင်ဘက်ပါအဲ့တော့ angular velocity ရဲ့တန်ဖိုးကတဖြည်းဖြည်းနဲ့များလာမယ်ဆိုရင်သူတို့နှစ်ခုရဲ့ direction ကတူတယ်လို့ခုနပြောတဲ့ဟာအိုးစရာလက်တွေ့အသုံးချတာပေါ့နော်အဲ့တော့အဖြစ်ဘလို့တဘာထည့်မယ်ရှက်ကြည့်ကြည့်အောင်အဲ့ဆို perpendicularly outward perpendicularly outward ဆိုတာကကျတော့ဒေါင်းမှန်ကျပြီးတော့မှ outward ဆိုအပြင်ဘက်ကိုထွက်သွားတယ်အဲ့တော့ angular velocity နဲ့တရားမြင့်အပြင်ဘက်ကိုထွက်သွားတယ်ပေါ့ဝင်တာအထဲကိုသွားတဲ့အချိန်မှာအပြင်ကိုထွက်သွားစေတဲ့ပဲနံပါတ် B ကကျတော့ perpendicularly inward ဆိုတော့ perpendicularly inward ဆိုတဲ့ပဲကဒေါင်းမှန်ကျပြီးတော့မှအထဲကိုပေါ့အထဲကိုဝင်လာစေတဲ့ပဲနံပါတ် C ကကျတော့ tangent to the plane ဒီ plane နဲ့ tangent ဆိုတော့ tangent ဝင်ယူတိုင်းသွားစေတဲ့ပဲအဲ့တော့ဒီအဖြစ်မဖြစ်ခင်ကြောင့် angular acceleration ရဲ့အဓိပ္ပာယ်ဟို ပုံစံစဉ်းစားကြည့်မယ်ဆိုရင်သူဒီ clockwise လေတယ်နိုင်လက်တန်အတိတ်တိုင်းလေတယ်ပြီးတော့မှနှီးသွားတယ်နိုင်လက်တန်အတိတ်တိုင်းလေတဲ့အချိန်မှာ angular velocity direction ကအောက်ကိုသွားမှာဒါဆရာကခုန right hand rule နဲ့ပြောတာအောက်ကိုသွားတဲ့အချိန်မှာ angular acceleration ကအကယ်၍ angular velocity တိုးလာမယ်ဆိုရင် angular acceleration direction နဲ့တူနဲ့တူမှာပဲဟုတ်တယ်နော်အဲ့တော့သူရဲ့တန်ဖိုးကတဖြည်းဖြည်းနဲ့နည်းသွားတာ slowing down ဖြစ်တဲ့အတွက်ကြောင့်မလို့ angular acceleration ကသူနဲ့ဆန့်ကျင်ဘက်ဖြစ်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ angular acceleration direction ကဒီဘက်ကိုပြန်သွားလိမ့်မယ်အဲ့တော့ angular velocity ကဒီဘက်ကိုဆင်းမယ် angular acceleration ကကျတော့ဒီဘက်ကိုပြန်သွားတယ်အဲ့တော့သူနဲ့ ABC မှာစဉ်းစားမယ်ဆိုရင် C ကမဖြစ်နိုင်တော့ tangent to the plane နဲ့ဒီ plane နဲ့ကျတော့ tangent သွားတယ်အဲ့တော့ဘာမှမဆိုင်ဘူး plane နဲ့ tangent သွားတာကျတော့ velocity ပဲရှိမယ်အဲ့တော့နံပါတ် C ကိုပယ်လို့ရတယ်နံပါတ် B နဲ့နံပါတ် A မှာ perpendicularly inward ဆိုတာကျတော့သူဒီအထဲကိုသွားတာဖြစ်တဲ့အတွက် angular acceleration နဲ့ကျတော့ inward ကိုသွားရဆိုအဓိပ္ပာယ်ရတယ်အဲ့တော့နံပါတ် B လည်းမဖြစ်နိုင်ဘူး angular acceleration တကယ်တော့ perpendicularly ဒေါင်းမှန်ကျစွာနဲ့အောက်တော့ကိုသွားနေဆိုအဓိပ္ပာယ်အဲ့ဒါကြောင့်မလို့ဒီဟာဒီဆရာတို့ခွင့်ပဲ right hand rule ကိုစဉ်းစားတတ်မယ်ဆိုရင်ဒီလိုမေးခွန်းလေးတွေကိုစဉ်းစားပြီးဖြေတတ်မယ်အဲ့တော့ right hand rule ကိုစဉ်းစားတဲ့အခါမှာ clockwise ဆိုရင် right hand rule ရအောက်ကိုသွားမယ် anti clockwise ဆိုရင်အပေါ်ကိုသွားမယ်ဒါလေးကိုစဉ်းစားရမယ်ပြီးတော့မှ angular acceleration direction ကိုစဉ်းစားတဲ့အခါမှာ angular velocity က increasing တိုးလာတာလား decreasing ဖြစ်နေလားဆိုတာကိုစဉ်းစားရမယ်
တကယ်မိကုန်းလေးမှာကျွန်တော်တစ်မျိုးပြောင်းပြီးတော့မှဒီ clockwise နေရာမှာကျွန်တော် anti clockwise လို့ပြောင်းလိုက်မယ်ဆိုရင် anti clockwise လို့ပြောင်းမယ်ဒီ slowing down မပြောင်းအဲ့တော့ anti clockwise ဖြစ်သွားတဲ့အခါမှာဘာဖြစ်သွားမလဲကျွန်တော်တို့ velocity ရဲ့ vector အပေါ်သွားမယ် acceleration ကအောက်ကိုပြန်သွားတဲ့ပုံစံဖြစ်သွားမယ်အဲ့တော့ဒီမှာ slowing down မှာပြန်ပြီးတော့မှ increasing တော့တိုးလာတဲ့ဟာကိုပြန်စဉ်းစားမယ်ဆိုရင် acceleration နဲ့တူတယ်အဲ့တော့ဒီမိကုန်းကိုပဲကျွန်တော် concept ကိုသိရင်ဖြည်းဖြည်းနဲ့နားလည်ပြီးစဉ်းစားရတာမျိုးပါ